ဟုတ်ပြီဒီ layer ညာဘက်ပေါ်တော့ layer လေးကိုနှိပ်ကြည့်လိုက်ရင်လည်းကျွန်တော်တို့ဒီမှာ online mesh type ပေါ့နော်ကိုကြိုက်တဲ့မြေပုံအမျိုးအစားနဲ့တွားပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်Google Satellite ဆိုလဲ Google Satellite နဲ့ကြည့်လို့ရမယ် OpenStreetMap ပေါ့ OpenStreetMap နော် OpenStreetMap ဆိုလဲ OpenStreetMap ကျွန်တော်မြေပုံ mesh type တွေနေကျွန်တော်ဒီမှာအမျိုးမျိုးပြောင်းကြည့်လို့ရမှာဖြစ်ပါတယ် Bin Satellite Map ကိုထားလိုက်မယ်ဘယ်ဘက်ပေါ်တော့ကကျွန်တော်မြင်းတုံးကြောက်နေလိုက်နေလည်းပြီးရင်ကျွန်တော်တို့ all map ပေါ့နော် all map ကိုတွားမယ် all map ကိုတွားလိုက်ရင်ကျွန်တော်တို့ nearby ဆိုမှကျွန်တော်တို့မှာ paper map တွေကိုကျွန်တော်တို့မှာအများပြတွေ့ရမှာဖြစ်ပါတယ်UDN တွေရှိမယ်ကျွန်တော်ဒီ paper map တွေကိုဒီမှာတွေ့ရမှာဖြစ်တယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ on map ကိုတွားကြည့်လိုက်မယ် on map ကိုတွားကြည့်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ zone လေးနည်းနည်းချုပ်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီကဘာလုံးမှာရှိတဲ့ကျွန်တော်တို့ဒီမြေပုံတွေ on map ပေါ့နော်ကျွန်တော်တင်ထားတဲ့နေရာတွေကိုဒီမှာဒီ icon လေးနဲ့ကျွန်တော်တွေ့ရမှာဖြစ်တယ်ကြည့်လို့တဲ့နေရာတွေကိုတွားပြီးတော့မြေပုံတွေ install လုပ်မယ်ဒါလေးဒီနေရာလေးနှိပ်လိုက်မယ်ပြီးရင်2 map ဒီရပါတော့ဒီဘက်ဒါကိုနှိပ်လိုက်ရင်ဟိုနေရာပေါ်ပြတာတွေ့ရမယ်ပြီးရင်တနေရာကိုကျွန်တော်နှိပ်လိုက်ပြီးတဲ့ခါကျရင်ဒီမှာဒီထောက်ပြီးတော့နေရာလေးကိုပဲပြန်ထောက်လိုက်မယ်ပြီး install လုပ်ပေါ့နော် install လုပ်မယ်ဆိုတဲ့အတွက်ကိုကျွန်တော် install ကိုနှိပ်မယ်ဒီicon လေးနဲ့ကျွန်တော်ပြထားမှာပေါ့နော်ဒါကဘာလို့ကိုလိုချင်တဲ့နေရာကိုတွားပြီးတော့ကျွန်တော် install လုပ်မယ် install လုပ်ပြီးတော့မြေပုံကိုကြည့်လို့ရမှာပေါ့နော်ဟုတ်ပါဟုတ်ပြီဒါဆိုတော့ install လုပ်ပြီးပေါ့နော် install လုပ်ပြီးဆိုရင်ကျွန်တော် view map uninstall ပေါ့နော်ဟုတ်ပြီကျွန်တော်ကြည့်မှဖြစ်တဲ့အတွက်ကိုကျွန်တော် view map ကိုနှိပ်ကြည့်လိုက်ရင်ဒီမှာနော်ကျွန်တော်ဒီမြေပုံရှိနေရကိုရောက်သွားတယ်ဆိုရင်ကျွန်တော်ဒီမှာ GPS icon လေးနဲ့ကျွန်တော်ရောက်သွားနေရကိုဒီမှာပြပေးနေမှာပေါ့နော်ဟုတ်ပြီဒါကြောင့်ကျွန်တော် install လုပ်ထားမြေပုံကိုကြည့်တာဖြစ်တယ်ပြီးရင်ဒီမှာကျွန်တော်ဒီမှာအပေါ်ဆုံးကကျွန်တော် download များလို့နှိပ်လိုက်နှိပ်ပြီးရင်ဒီမှာနော်ဒါကြတော့ကျွန်တော်တို့ install လုပ်တဲ့မြေပုံခုနရောက်ရှိလိုက်ပြီပေါ့နော်ဟုတ်ဒါနှိပ်လိုက်ရင်ကျွန်တော် install လုပ်တဲ့မြေပုံကိုတွေ့ရမှာဖြစ်တယ်ပြီးရင်အားလုံးမြေပုံအားလုံးပြန်ကြည့်ချင်တယ်ဆိုတော့ online map ကိုကျွန်တော်ပြန်တွားလိုက်ရင်ကျွန်တော်ဒီမှာမြေပုံတွေကျွန်တော် online map နဲ့ကြည့်လို့ရမှာပေါ့နော်ဘယ်ဘောတော့မြင်းတောင်းကြောင်းနှိပ်ပြီးရင်ကျွန်တော် all map ကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ဒီမှာ on map ရှိမယ် on map ဆိုတာကြတော့အားလုံးဒီ icon လေးနဲ့ကျွန်တော်ပေါ်ပြထားတွေ့ရမယ် my map နေရာတွားလိုက်ရင်ကျွန်တော်ခုန install လုပ်ထားတဲ့မြေပုံတွေကိုကျွန်တော်ဒီမှာတွေ့ရမှာပေါ့နော်ကိုလိုချင်တဲ့နေရာတွေကြည့်လို့ရမယ် view map နော်my တွားပြီးတော့ကျွန်တော်ထောက်ကြည့်လို့ရမှာပေါ့နော်